မင်္ဂလာပါချစ်တို့ရေဒီနေ့ကျွန်တော်ပစုံကပြားချက်လေးရယ်ဖက်ကလေးရောကြော်လေးရယ်ခေါ်ပြီးတုပ်လေးနဲ့စားမှာဖြစ်ပါတယ်ဟိုနောက်မှာတော့သမီးလေးပါကျွန်တော်ကတော့ ARV တိုင်းသားလေးပါဗျာလက်ရှိအခုထိုင်းမှာအလုပ်လုပ်နေတာပါဗျာဒီမှာကတော့အမျိုးသမီးဟိုမှာသမီးလေးအနောက်မှာဆော့စားကြပါဦး巧克力就啥讲？嗯。我那个嘛知道，他们这边搞那么细别的嘛，这边是比如了。叫他们家做的，阿贝家把我了呢，俺就只能杀了。